ကျေပကံပီကဘယင်တပါထာမန်ရွာသူလေးတယောက်နဲ့လက်စွပ်တကွင်းအကြောင်းပြောပြတဲ့တန်တရာရီဆန်ဆန်ဇက်လန့်တပိုရှိပါတယ်။ဒီဇက်လန့်လေးကနေကတိစကားတစ်ခုရဲ့တန်ဖိုးနဲ့ချစ်ချင်းမေတ္တာရဲ့နန်းနဲမှုကိုမြင်တွေ့ရမှာပါ။ဒီဇက်လန့်ကိုမစခင်မှာမေးခွန်းတစ်ခုလောက်အရင်တွေးကြည့်ကြရအောင်။ကတိစကားလေးတစ်ခုကတိုင်းတီတစ်ဖြည့်ထက်တောင်ပိုပြီးတီမင်းနိုင်တယ်ဆိုရင်ကောဘယ်လိုထင်ပါသလဲ။ကဲကျွန်တော်တို့ရဲ့ဇလန်ကတော့ပကံပြေအနာဂတ်ဖြစ်လောင်းဒါပေမဲ့အဲ့ဒီအချိန်မှာတော့အသက်လူပြီးထပ်ပြေးပုံရှောင်နေရတဲ့သူရဲ့ကောင်းတစ်ယောက်စီကနေစတင်ပါတယ်အဲ့ဒီမင်းသားကဘာလို့လဲဆိုတော့နောက်တစ်ချိန်ပကင်ထီနန်းကိုစိုးစံမဲ့ကြံစီသားမင်းသားပါပဲဒါပေမဲ့အခုချိန်မှာတော့သူဟာအနော်ရထားမင်းကြီးရဲ့အမျက်တော်ရှိပြီးမင်းပြေးဘဝမဲ့ဒေါနကြီးထဲမှာတကူတည်းပုံရှောင်နေရတဲ့အခြေအနေမှာရှိနေခဲ့ပါတယ်ဒီလိုပုံရှောင်နေရင်ကပဲသူ့ဘဝကိုတစ်စစ်ချို့ပြောင်းလဲသွားစေမဲ့တွေးဆုံမှုတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီကနေပဲဒီဇလန်တစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်လာမဲ့ကတိစကားတစ်ခုမွေးဖွားလာခဲ့တာပေါ့ဆိုတော့တော်ထဲမှာခရီးဆက်ရင်းနဲ့ကြံစစ်သားဟာရွာလေးတရွာကိုရောက်သွားရောအဲ့ဒီမှာပဲရုပ်ရည်ရောစိတ်ထားပါချောမောလာပါတဲ့ရွာသူလေးတမ်ဘူလာနဲ့ဆုံတွေ့ခဲ့ပါတယ်သူကသူ့ရဲ့အားဆက်ရှင်ဖန်ကိုဖုံးကွယ်ထားပြီးထာမန်လူတယောက်ဖြစ်နေမယ်တမ်ဘူလာနဲ့နည်းနည်းရှိုင်းချစ်ကြိုက်သွားခဲ့တယ်မကြခင်မှာပဲသူတို့နှစ်ယောက်ရဲ့ချစ်ချင်းတတ်တဲ့အဖြစ်တမ်ဘူလာမှာကိုဝင်ရှိလာခဲ့ပါတယ်အေးချမ်းနေတဲ့သူတို့ဘဝလေးထဲကိုကံကြမ္မာကဝင်ရောက်လာပါတယ်အဲ့ဒီအချိန်မှာပကံပီမှာအနောယထာမင်းကြီးနတ်ရွာဆန်ပြီးတိုင်းပြည်မငင်မသက်ထက်လာတော့တိုင်းပြည်ကသူရဲ့ကောင်ကျန်စစ်သားကိုပြက်လဲလွှဲလာပါပြီဒီတော့သူတို့ခက်ခဲတဲ့ရွေးချယ်မှုကြီးတစ်ခုကိုလုပ်ရတော့မယ့်ချိန်ရောက်လာတော့ပေါ့ကိုဝင်နဲ့ကြံခဲရတော့မဲ့တမ်ဘူလာကိုသူကသူ့ရဲ့မင်းသုံးလက်စွပ်လေးကိုချွတ်ပိတ်ပြီးခရီးတစ်ခုပေးခဲ့ပါတယ်မွေးလာတာသားလေးဖြစ်ခဲ့ရင်ဒီလက်စွပ်ကိုတတ်တည်အဖြစ်နဲ့နန်းတော်ကိုလိုက်လာခဲ့ပါသမီးလေးသားဆိုရင်တော့ဒီလက်စွပ်ကိုရောင်းပြီးအေးချမ်းနေထိုင်ပါတယ်ဒီကတိစကားဟာသူတို့ရဲ့အနာဂတ်အတွက်တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်ကဲအချိန်တွေကတော့မဆောင်ပါဘူးဒီရွေကုံဆုံးသွားခဲ့ပြီးအဲ့ဒီကတိစကားရဲ့အကျိုးသက်ရောက်မှုတွေကိုမြင်တွေ့ရတော့မယ့်အချိန်ကိုရောက်လာပါပြီနင်းအများကြီးကြာသွားခဲ့ပါပဲကျန်စစ်သားပကံပြန်သွားပြီးမကြခင်မှာတမူလာကသားလေးရာဇကုမာကိုမွေးဖွားခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာကျန်စစ်သားကထီးနှန်းကိုဆက်ခန့်ပြီးဘီရင်ဖြစ်လာခဲ့တယ်တယောက်ကဘီရင်မင်းဖြစ်နေချိန်မှာနောက်တစ်ယောက်ကတော့တောရော်လေးထဲမှာသားလေးကိုပြူးစုပြောတောင်းရင်းနဲ့ကတိစကားလေးတစ်ခုတည်းကိုပဲအားကိုးပြီးစောင့်မျှော်နေခဲ့ရတာပါအဲ့လိုနဲ့ပဲရာဇကုမာလရွေရောက်လာတဲ့အခါမှာတော့တမ်ဘူလာကအဖစ်မှန်အာနန်ကိုဖွင့်ပြောသည်ခမီးတော်ပေးခဲ့တဲ့လက်စွပ်ကိုပေးရကပကနန်းတော်စီကိုလွှတ်လိုက်ပါတယ်ဖခင်ဖြစ်သူဘီရင်မိမနဲ့တွေ့ဆုံပြီးသူ့ရဲ့အမွေအနှစ်ကိုတောင်းဆိုဖို့တက်ဖို့ဟုတ်ပြီဒီနေရာကတော့ဇလန်းရဲ့အထွတ်အထိပ်ပါပဲနေပေါင်းများစွာကွဲခွာနေခဲ့ရတဲ့တားဖာနှစ်ယောက်ရဲ့စိတ်လှရှားစရာပြန်လဲတွေ့ဆုံခန်းကိုရောက်လာပါပြီဒါပေမဲ့ကြံစစ်မင်းကြီးအတွက်တော့ဒါဟာတကယ်ကိုခေါင်းခဲစရာအခြေအနေတစ်ခုပါဘာလို့လဲဆိုတော့တစ်ဖက်မှာကသူ့အရန်ချစ်ရတဲ့မိထီနန်းဆက်ခန်းဖို့တောင်အင်ရှင်မင်းရာထပ်မှထားခိထားဖြစ်တဲ့စောယုံနောက်တစ်ဖက်မှာကတော့သူ့ရဲ့တွေးထားအရင်ဒါပေမဲ့တခါမှမမြင်ဘူးတဲ့ရွာကနေလက်စွပ်လေးတကွင်းကင်ပြီးရောက်လာတဲ့သားရာဇကူမာမင်းကြီးဘလို့ဆုံးဖြတ်မလဲရာဇကူမာကလက်စွပ်တော်ကိုဆက်တလိုက်တဲ့အခါမှာတော့ဘရင်ကြီးရဲ့စိတ်ထဲမှာအတိတ်ကအဖြစ်ပြက်တွေတမ်ဘူလာကိုပေးခဲ့တဲ့ကတိတွေအားလုံးကရုပ်ရှင်ပြကွက်တီလိုပြန်ပေါ်လာခဲ့ပါတယ်နောင်တတရားတွေနဲ့အတူသူ့ရဲ့သွေးသားအယံဖြစ်တဲ့သားတော်ကိုရင်ခွင်ထဲပြီးတင်းတင်းချက်ချက်ပွေဖက်လိုက်ပါတော့တယ်ကျန်စီမင်းကြီးဟာသူသားတော်ကိုအတိအမဖြူယုံတင်မကာပါဘူးနှစ်ပေါင်းများစွာတောရွာလင်းမှာတစ္ဆာရှိစောင့်မျှော်နေခဲ့တဲ့ထမ်ဘူလာကိုလည်းနန်းတော်ကိုခေါ်ယူပြီးဥဆောင်ပါမိဖေအားဆိုတဲ့ဂုံထူးနဲ့မိဖေအားဖေတရားဝင်ချီးမြှောက်ခဲ့ပါတယ်သူပေးခဲ့တဲ့ကရိစကကိုအပြည့်အဝတီးခဲ့တာပေါ့ဒါပေမဲ့ဒီဇလန်ကဒီမှာနေမပြီးသေးပါဘူးတကယ်ကိုအတိတ်ပဲရှိတဲ့အပိုင်းကအခုမှလာမှာပါအဲ့ဒါကတော့ထီးနန်းစီစဉ်ထိုင်ပိုတန်ဖိုးရှိတဲ့အမွေနှစ်တစ်ခုအကြောင်းပါပဲဒီပုံမြင်ရဲ့တကယ်အလားတရားကရာဇကူမာရီရဲ့တုံ့ပြန်ပုံမှာရှိနေပါတယ်သူကတာအုပ်ခိပေမဲ့ထီးနန်းကိုမရခဲ့ဘူးဒါပေမဲ့သူရလိုက်တဲ့အရာကထီးနန်းထက်အများကြီးပိုပြီးတန်ဖို့ရှိခဲ့ပါတယ်ထီးနန်းမရတဲ့အပေါ်မှာသူကနည်းနည်းလေးမှမကြည့်မနာမဖြစ်ခဲ့ပါဘူးအဲ့ဒီစားခမီးတော်နာမည်တော်အပေါ်မှာသူဘလောက်ကြည်သူတိတက်ကြောင်ကိုတမိုင်းမှာဘဲတော့မှမေ့ဖျောက်လို့မရနိုင်မဲ့လုံရအခုနဲ့တက်တည်ပြခဲ့ပါတယ်အဲ့တော့ကတော့အားလုံးသိကြတဲ့ကဘာကျော်မြားစီတီကြောက်စာကိုရေးထိုးခဲ့တာပါပဲဖေခင်ဖြစ်သူနာမကျန်းဖြစ်နေချိန်မှာမိဘကျေးဇူးဆက်တဲ့အနေနဲ့ဒီဇလန်အပါဝင်သူ့ရဲ့ကုသိုလ်ကောင်းမှုတွေကိုဘာသာစကား၄မျိုးနဲ့ကြောက်စာထမရေးထိုးပူဇော်ခဲ့တာပါဒါဟာတားတယောက်ကဖေခင်ကိုပေးတဲ့အကြီးမားဆုံးသောမေတ္တာလက်ဆောင်ပါပဲဆိုတော့နောက်ဆုံးအနေနဲ့ဒီဇလန်လေးကနေစဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်လူတယောက်အတွက်တကယ်အမွေနှစ်ဆိုတာသူပိုင်ဆိုင်ခဲ့တဲ့အာဏာနဲ့ယာထုတွေလား
ဒါမှမဟုတ်သူ့တပားအပေါ်ထားရှိခဲ့တဲ့ချစ်ချင်းမေတ္တာနဲ့ကတိသစ္စာတရားတွေလားဆိုတာပါပဲ